ရုံးမှာဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါအဝင်တခြားကောင်းဆောင်တွေကိုဒီရခိုင်အရေးနဲ့ပတ်သက်ပြီးတော့ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးတော့တရားစွဲဆိုတဲ့ကိစ္စတွေလုပ်နေတာတွေလည်းကျွန်တော်တို့သတင်းတွေဖတ်ရတယ်ဆိုတော့ဒါကိုဘယ်လိုတုံ့ပြန်မလဲခင်မိတော့တာဗောဗျာတိတ်ပြီးမှတော့အနောက်ဆက်တော့မဖြစ်ပါဘူးကျွန်တော်တို့မိတ်ဆွေတွေနဲ့စကားပြောတဲ့အချိန်မှာနှုတ်ဆက်စရာပဋိသန္ဓေရစကားတစ်ခုပို့လာတာဗောခုမီဒီယာဆရာအောင်စော်နဲ့စကားပြောသူဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့ကမှန်မှန်ကန်ကန်ရက်တည်နေတာပဲကျွန်တော်တို့ကဒီဟာတွေကိုဖြည့်ရှင်းနေကျွန်တော်တို့လုပ်နေတဲ့ဟာတွေကိုထောက်ပြဖို့လဲအခွင့်အရေးလဲရတာပေါ့ပြီးတော့ကျွန်တော်တို့လည်းပဲတော်လန်ရေးနဲ့ကိုယ့်ခိုင်ဒေသရောက်တာတော့မှပြည်သူတွေထိခိုက်မှာစိုးလို့ပေါ့ချင်းချိန်ပြီးမှအတော်အလာတွေအနေထိုင်တွေကအစလုံနေတဲ့လူတွေကကျွန်တော်တို့ဘယ်နိုင်ငံကိုကျွန်တော်တောစရာရှိလို့လဲဘယ်မှမတော်ပါဘူးရခိုင်ဒေသမှာပဲနေနေတာပါဟိုပုံကိုယ်တွေပေါ့ကျွန်တော်တို့ကို legal harassment lawfare နဲ့စစ်စင်နေတဲ့လူတွေကပဲသူတို့ပြောတဲ့ peaceful repatriation ကိုလုပ်မယ်ဆိုရင်သူတို့ဘယ်လိုလုပ်ပြီးမှခြေချမလဲသူတို့တကယ်တရားမျှတမှုကိုထောက်ပြချင်တယ်ဆိုရင်နိုင်ငံတကာတရားရုံးမှာဆွဲတာထက်ကျွန်တော်တို့အာရခပြည်သူတော်လှန်ရေးအစိုးရရဲ့တရားရုံးမှာလာပြီးအမှုဖွင့်ရင်တောင်မှအဲ့ဒီအမှန်တရားကိုရှာဖို့ပိုလွယ်အောင်မယ်ဟုတ်ကဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကျွန်တော်အခုမေးတဲ့မေးခွန်းတွေထဲမှာပြန်ပြီးတော့ recap လုပ်မယ်ဆိုရင်ဒီမြန်မာစစ်တပ်ကနှစ်ပေါင်းရာနဲ့ချီပြီးတော့နှစ်ပေါင်း10နဲ့ချီပြီးတော့လူခွင့်ချိုးဖောက်မှုတွေရှိခဲ့တယ်ရခိုင်ပြည်မှာလည်းရှိခဲ့တယ်မြန်မာပြည်တစ်ပြည်လုံးမှာရှိခဲ့တယ်ဆိုတော့ evidence တွေအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်မေးခွန်းတို့မေးချင်တာကလွန်ခဲ့တဲ့4-5 နှစ်လွန်ခဲ့တဲ့4-5 နှစ်အတွင်းမှာ AA ကဒီမွတ်စလင်တွေပေါ်မှာလူခွင့်ချိုးဖောက်မှုလုံးဝမရှိခဲ့ဘူးလို့ပြောချင်တာလားညှင်းချင်တာလားကျွန်တော်တို့ကဒီဟာဘယ်လိုပြောမလဲစီကံဖောက်တဲ့တပ်ဖွဲ့ဝင်တချို့ကပြစ်မှုကျူးလွန်တဲ့အခြေအနေတွေရှိဖူးပါတယ်အဲ့ဒါတွေအတွက်လည်းကျွန်တော်တို့ကအရေးယူအပြစ်ပေးခဲ့တာတွေလည်းသူတို့လည်းသိပါတယ်မီဒီယာမှာလည်းရှိပါတယ်တချို့အပြစ်ကျွန်တော်တို့မှလည်းပဲဒီပြစ်မှုကျူးလွန်ပြီးမှတပ်ထဲကထွက်ပြေးနေတဲ့လူတွေလည်းရှိပါတယ်ဒါပေမဲ့ULA ရဲ့ policy ကြောင့်လူမျိုးအလိုက်ပေါ့ဒီ collective punishment ပုံစံမျိုးကတော့ဘယ်တော့မှမရှိခဲ့ပါဘူး။နောင်လည်းရှိလာမှာမဟုတ်ပါဘူး။ဒါကတော့ဒါမျိုးလုပ်ပြီဆိုရင်ကျွန်တော်တို့ရဲ့ဒီ vision တွေကဘယ်လိုလုပ်ပြီးအကောင့်ထဲပေါ်လို့ရမလဲ။ငြင်းချမ်းမှုမရှိဘူးဆိုရင်တည်ငြိမ်မှုမရှိဘူးဆိုရင်တိုးတက်မှုဆိုတာလည်းမရှိတော့ဘူး။ဒါကျွန်တော်တို့အရန်တတိထားတဲ့ကိစ္စဖြစ်ပါတယ်။ဒါကြောင့်မူဝါဒချပြီးမှလူခွင့်ရရှိုးဖောက်တယ်ဆိုတဲ့ဟာမျိုးမရှိဘူးဒီကတင်တန်းပေးပြီးမှဒီလက်နက်တက်ဆင်ထားတဲ့လူတွေနဲ့စစ်ဖြစ်တဲ့အချိန်မှာတော့ဒါစစ်မြေပြင်ကစစ်မြေပြင်ပဲပြီးမှကျွန်တော်တို့ဒီစကားကဆန္ဒပြခိုင်းပြီးမှအိမ်တွေကိုမိရှို့တဲ့လူတွေကိုဖမ်းဆီးရတာပဲဒါကတော့ဥပဒေအတိုင်းကျွန်တော်တို့ဆောင်ရွက်ရတာဖြစ်ပါတယ်ဒီချိန်မှာဥပဒေနဲ့မညီတဲ့အလုပ်တွေကိုလုပ်ခဲ့တဲ့အရာရှိတွေကိုလည်းကျွန်တော်တို့အရေးယူခဲ့ပါတယ်ဒါလူခွင့်ချိုးဖောက်မှုအပြင်ပေါ့နော်ဒီရိုဟင်ဂျာမွတ်စလင်ပေါ်မှာဟလာဒီလူမျိုးရေးခွဲခြားမှုကိစ္စတွေလည်းရှိတယ်ဆိုတော့ accusation တွေဆွဆွဲမှုတွေတော့အများကြီးရှိခဲ့တာပေါ့ဒါကရခိုင်ပြည်တစ်ခုတည်းမဟုတ်ဘဲနဲ့မြန်မာပြည်မှာလည်းကျွန်တော်တို့နှံ့ပြမှာတွေ့ရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်တစ်ခုမေးချင်တာပါလဲဆိုတော့ဒီရိုဟင်ဂျာမွတ်စလင်တွေကိုဘာသာရေးကောင်းဆောင်တွေပါဝင်သူတို့တွေကိုအခုဆိုရင် AA ကနေပြီးတော့အုပ်ချုပ်ရေးတို့တရားစီရင်ရေးဆိုတဲ့ကဏ္ဍတွေမှာနေရာပေးပြီးတော့စီမံဆောင်ရွက်လာတဲ့ကိစ္စအဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့သိချင်ပါတယ်ဟုတ်ကဲ့ဒီလူမျိုးနယ်မြေနဲ့ပတ်သက်ပြီးမှအငင်းပေါ်မှုဆိုတာဒီနေ့မှပဲရှိနေတာမဟုတ်ဘူးအဲ့ဒီနယ်မြေကိုစပြီးသူတို့နိုင်ငံရေးအရလိုင်းတင်ပြီးတုံးလာတဲ့ကဒီရခိုင်ဒေသမှာရောမြန်မာတပြည်လုံးအနေနဲ့ရောအဲ့ဒီကိစ္စကရှိတယ်ဗျရှိတယ်ဆိုတော့သူတို့ကလည်းသမိုင်းစာအုပ်မှာတော့ဗမာသမိုင်းပကံသမိုင်းကိုကြည့်မလားရခိုင်သမိုင်းကိုကြည့်မလားသမိုင်းစာအုပ်တွေမှာကိုယ့်အမြင်နဲ့ကိုရေးထားတဲ့အားနည်းချက်ကလေးတွေကတော့ရှိတတ်ပါတယ်အဲ့ဒါတွေကိုတေချာသုံးသပ်ပြီးမှသူတို့လိုချင်တဲ့ပုံစံတွေကိုအသိရေးပြီးမှတချို့လူတွေကလှုံ့ဆော်ခဲ့ကြတော့ဒီကိစ္စတွေကတော်တော်လေးရေရှည်မှာတဖြည်းဖြည်းနဲ့ဖြည့်ရှင်းရမယ့်ကိစ္စတွေဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကထိန်းလိုက်ပြီဆိုတာနဲ့
ဒီကိစ္စတွေကတခါတည်းတရားမင်းပေးလိုက်တဲ့ဆေးလိုမျိုးပျောက်တော့တာမဟုတ်ဘူးဒီဟာတွေကိုတဖြည်းဖြည်းချင်းလောက်ရမှာဆိုတော့စောစောကကျွန်တော်ထောက်ပြခဲ့သလိုပဲလူအခွင့်အရေးကိုတခုတည်းပဲကြည့်ပြီးမှနိုင်ငံသားအခွင့်အရေးနိုင်ငံသားတာဝန်ဥပဒေတခုတည်းကိုပြောပြီးမှသူနေထိုင်တဲ့နိုင်ငံရဲ့ဥပဒေကိုမလေးစားရင်နိုင်ငံတကာဥပဒေဆိုတာကြီးကဘာကြီးလဲဆိုတဲ့ဟာမျိုးတောင်ကျွန်တော်တို့ပြန်ပြီးမေးတဲ့အခါတွေလည်းရှိတယ်သူကပြောရလေနိုင်ငံတကာဥပဒေအတိုင်းလုပ်ရမယ်နိုင်ငံတကာဥပဒေအတိုင်းလုပ်ရမယ်ဆိုတော့နိုင်ငံငယ်တွေကိုနိုင်ငံကြီးတွေကအနိုင်ကျင့်တဲ့စကားတွေပေါ့ဒါဆိုရင်ငါတို့နိုင်ငံရဲ့ဥပဒေကိုရှိုးဖောက်နေတဲ့လူကိုမင်းတို့ကနိုင်ငံတကာဥပဒေနဲ့ဘာလဲကဲတာလားဘောနော်ဘာလဲသူတို့စစ်ကူပေးနေတာလားဆိုတော့ကျွန်တော်တို့လည်းမေးစရာတွေရှိတယ်ဒါကိုနေတဲ့နိုင်ငံကိုကိုယ့်ရဲ့အလံတော်ကိုရောဥပဒေကိုရောအခြေခံဥပဒေကိုအကုန်လုံးလေးစားဖို့နိုင်ငံသားတိုင်းတာဝန်ရှိတဲ့ဟာကိုလုံးဝကြောခိုင်းပြီးမှနိုင်ငံတကာဥပဒေဆိုပြီးမှလာပြောနေတဲ့ကိစ္စတွေလည်းရှိတယ်ဒါကြောင့်ဒီလူအခွင့်အရေးချိုးဖောက်တယ်လို့ပြောတာထက်နိုင်ငံသားအခွင့်အရေးမမျှတမှုတွေကိုဖြည်းဖြည်းချင်းဖြည့်ရှင်းရမယ်ပြီးမှဒီအပြင်ကနေတောက်လျှောက်လှုံ့ဆော်နေတဲ့ဟာတွေစွတ်စွဲနေတဲ့ဟာတွေတိုက်ခိုက်မှုတွေရှိနေသေးတော့ဒီပြဿနာတွေကတော့ပြည်လည်အောင်ဖြည့်ရှင်းဖို့တော်တော်လေးခက်ပါလိမ့်မယ်ဟုတ်ကဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ခုနကျွန်တော်ပြောသွားတဲ့ဒီတရားစီရင်အုပ်ချုပ်ရေးကိစ္စတွေမှာပါဝင်လာတဲ့ကိစ္စတွေကိုနည်းနည်းကျွန်တော်နည်းနည်းပြန်ပြီးပြောပြပါဟုတ်ကဲ့ကျေးဇူးပါဒီရခိုင်ဒေသကိုစနစ်ကြတဲ့စနစ်တကျနဲ့ငြိမ်းချမ်းအုပ်ချုပ်ရေးတွေတည်ဆောက်မယ်တိုးတက်မှုတွေရအောင်ဖန်တီးမယ်ဆိုရင်ဘယ်လူအဖွဲ့အစည်းကိုမှကျွန်တော်တို့ဘေးဖယ်ထားလို့မရပါဘူးကျွန်တော်တို့ဖယ်ထားဖို့လည်းအစီအစဉ်မရှိပါဘူးဆိုတော့ဒါနိုင်ငံသားအခွင့်အရေးတွေကိုပြောရင်လည်းလူတယောက်အနေနဲ့လည်းမြင်နိုင်ရမယ်နိုင်ငံသားတယောက်အနေနဲ့လည်းမြင်ရမယ်ဒီဟာနှစ်ခုကိုထပ်တူကြအောင်ကျွန်တော်တို့ကတဖြည်းဖြည်းနဲ့စူးစမ်းယူတော့ရမှာဖြစ်တယ်သဘောကောကျွန်တော်တို့ငယ်ငယ်တုန်းကဆိုရင်ဒီကလားတွေကဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်လူကြီးတွေပြောတဲ့စကားကိုနားမှာကြားတော့သူ့ရဲ့လူအုပ်ကြီးကိုမြင်အမုန်းတရားတွေဖြစ်တယ်ဒါမဲ့သူတို့ရောကိုတောလေတဲ့အချိန်မှာနေမကောင်းဖြစ်နေတဲ့ကလေးလေးတယောက်အိမ်မှာဆေးမတောက်ရဘူးပေါ့မွတ်စလင်ရောမှာကျွန်တော်တို့ကအဲ့ဒီရောဖက်ကိုတောလေတယ်ဆိုရင်10တန်းလောက်ရောက်ပြီလေဒီကလေးကဘာဖြစ်နေတာလဲဆိုတော့စမ်းကြည့်တော့အပူတွေများနေတယ်ဆေးရောဆိုတော့ဆေးမရှိဘူးပေါ့အဖေရောဆိုတော့အဖေကဈေးမှာအလုပ်တော်လုပ်တယ်ဆိုတော့ကျွန်တော်တို့ချက်ချင်းဆေးဝယ်ပြီးမှဒီကောင်လေးကိုဆေးကုပေးတယ်ဆေးအဲ့လိုမျိုးပေါ့နော်ဒါလူသားချင်းစိတ်ကျွန်တော်တို့အဲ့ဒီအချိန်မှာနိုင်ငံရေးသမားလည်းမဖြစ်သေးဘူးဒီကလေးလေးတွေဒီလူသားတွေပေါ့စာနာစိတ်ဆိုတာကျွန်တော်တို့မှာငကိုပိစရှိပြီးသားပဲဒါကြောင့်အခုနိုင်ငံရေးလှုပ်လာတဲ့အချိန်မှာကိုကတာဝန်ယူလာရပြီမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုနိုင်ငံသားတွေအကုန်လုံးပဲကျွန်တော်တို့ချပြီးမှအကောင့်တွေပေါ်ရတော့မယ်အဲ့ဒီအချိန်မှာဒီလူသားချင်းစာနာမှုအခြေခံဖက်ကရောနိုင်ငံတစ်ခုရဲ့တာဝန်ခံမှုအပိုင်းကရောကျွန်တော်တို့ကတည်ဆောက်ရမှာဖြစ်ပါတယ်ဆိုတော့သူတို့ကိုလည်းပဲဒီပြည်သူလုံခြုံရေးကိစ္စတွေတရားစီရင်ရေးတွေပြီးမှအစိုးရဝန်ဆောင်မှုရဲ့အရေးကြီးဆုံးတွေဖြစ်တဲ့ကျန်းမာရေးပညာရေးပြီးမှဒီတဘာဝဘေးအန္တရာယ်ကာကွယ်ရေးကိစ္စတွေပေါ့အဲ့ဒါတွေမှာအရေးချင်းရှိနဲ့ပါဝင်လာဖို့အတွက်ကျွန်တော်တို့သူတို့အမြဲတမ်းပြောပြတယ်စစ်ရေးမှာလောလောဆယ်အများကြီးမပါဘူးဆိုတာကလည်းတကယ်ဆိုရင်သူတို့ကိုကျွန်တော်ထည့်ချင်တာပေါ့သို့တော်လည်းပဲဒါစစ်ဖက်ဆိုင်ရာလက်နက်ကင်ပြီးမှလုပ်ရတဲ့အလုပ်တွေမှာကြတော့ကျွန်တော်တို့ကယုံကြည်မှုပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးမှဒီလက်တွေ့ကြတဲ့တက်ပေပြမှုတွေပို့ပြီးမှအပြန်လည်နားလည်မှုတွေကိုတည်ဆောက်ရအောင်မယ်ကျွန်တော်တို့ကစစ်တပ်မှာအများကြီးဘာကြောင့်မထည့်တာလဲဆိုတော့ကျွန်တော်တို့စစ်တပ်မှာထည့်ပြီးမှလက်နက်ယူပြီးထွက်ပြေးတဲ့ဖြစ်စဉ်တွေဖြစ်ခဲ့တယ်ဒါကိုလည်းကျွန်တော်မွတ်စလင်လူကြီးတွေကိုပြောပြတယ်ကျွန်တော်တို့ထဲမှာအာရမစုဆောင်တာမလုပ်ဘူးသူတို့စိတ်သဘောနဲ့သူတို့ဝင်မယ်ဆိုရင်တော့မှသူတို့ community ခေါင်းဆောင်တွေကထောက်ခံချက်တွေနဲ့မှပဲကျွန်တော်တို့ဝင်ခွင့်ပြုတယ်ဒါပေမဲ့တချို့ lobby အဖွဲ့တွေပေါ့နော်ဒီလှုပ်ရှားတက်ကြော့သူနာမည်ခံထားတဲ့အခြေခံဝါဒီတွေဖက်ကတော့အတင်းအဓမ္မစစ်သားစုဆောင်ပါတယ်ဆိုပြီးမှသူတို့ရဲ့ဒီ sensationalize လုပ်တဲ့အချိန်မှာပေါ့မီဒီယာတောင်းနေတဲ့ရင်ခွဲနာပုံပြင်နေပြောတဲ့အချိန်မှာတခါမှမရှိတဲ့ဖြစ်စဉ်တွေကိုအတင်းအဓမ္မထည့်ပြီးမှပေါ်ပြနေတာလည်းရှိတယ်ဒါကြောင့်အရက်ဖက်ဆိုင်ရာဒီအုပ်ချုပ်ရေးတရားစီရင်ရေးကိစ္စတွေမှာကျွန်တော်တို့ကသူတို့ကိုလူအရင်အမြစ်တွေကိုလက်ကျင့်ပြိုးထောင်ပြီးမှတဖြည်းဖြည်းနဲ့ထက်လာတာဖြစ်ပါတယ်အုပ်ချုပ်ရေးသင်တန်းတွေရောဥပဒေသင်တန်းတွေရောကျွန်တော်တို့စပြီးမှပေးနေပါပြီဗိုလ်ချုပ်ထွန်းမြတ်နဲ့ကျွန်တော်ဆက်ပြီးမေးချင်တာပါလဲဆိုတော့ခုန
ဒီလက်နက်တက်စင်တဲ့ကိစ္စကိုပြောသွားတာစိတ်ဝင်စားဖို့ကောင်းပါတယ်ဒါပေမဲ့စစ်ကောင်စီကတော့လွန်ခဲ့တဲ့2နှစ်3နှစ်တည်းကနေပြီးတော့ဒီမွတ်စလင်ရိုဟင်ဂျာတွေကိုလက်နက်တက်ဆင်ပြီးတော့ AA ကိုတိုက်ခိုက်ဖို့တင်နိုင်ပေးပြီးတိုက်ခိုက်ခိုင်းခဲ့တာရှိခဲ့ပါတယ်နော်ရှိခဲ့ပါတယ်ဟုတ်ကဲ့အခုလည်းရှိပါတယ်ဆိုတော့အဲ့လိုလုပ်တဲ့အခါမှာဟိုဘက်ကအင်အားပိုများလာလားသူတို့ကတကယ်ကိုစစ်ကောင်စီအတွက်စကားမအတွက်သူတို့ကပို့ပြီးတော့တကယ်အားကိုးရတဲ့တက်ဖြစ်လာခဲ့သလားမြေပြင်ကအခြေအနေဘယ်လိုရှိလဲဒီကိစ္စကအရန်အန်ဒီရများတဲ့ကိစ္စဖြစ်တယ်သူကရေတူအမြင်နဲ့ပဲလှုပ်လိုက်တဲ့အလုပ်ကရေရှည်မှာဒီဒေတာတစ်ခုလုံးမတည်မငြိမ်ဖြစ်လာနိုင်တဲ့တကားကြီးကိုဖွင့်လိုက်တာပါပဲဒီအခုဒုက္ခတဲ့စခန်းမှာဆိုရင်လူတွေကိုအများကြီးသူကစစ်သွေးကြောဝါဒတွေမဒရက်စာကျောင်းတွေကကျောင်းသားတွေကိုလှုံ့ဆော်ပြီးမှတင်တဲ့တောက်လျှောက်ပေးနေတယ်ကျွန်တော်တို့စုံစမ်းထားတဲ့သတင်းအရဆိုရင်နေဇတ်တလျှောက်မှာအင်အား4500လောက်ကတော့သူတို့လက်နက်ကတော့4500မရှိသေးဘူးဒါပေမဲ့အင်အား4500လောက်ကနေဇတ်မှာသူတို့စုဆောင်ထားကြတယ်ဒီဟာတွေလက်နက်ရရှိရဲ့အတွက်လည်းသူတို့တော်တော်လေးကိုလှုပ်ရှားနေကြတယ်သူတို့ရဲ့စခန်းတွေကတော့ဒီဘင်္ဂလားနေချဆောင်ပေါ့ BGB စခန်းတွေရဲ့အနိပတ်ဝန်းကျင်မှာပါပဲသူတို့ကဒီရခိုင်ဖက်ကိုဆန်တို့လောင်စာစီတို့ဆေးဝါးတို့ဆန်တော့မဟုတ်ပါဘူးလောင်စာစီတို့ဆေးဝါးတို့အဲ့ဒါတွေပို့လို့ဆိုရင် BGB ကဖမ်းတာမဟုတ်ဘူးအဲ့ဒီအဖွဲ့အစည်းတွေကလိုက်ပြီးဖမ်းတာသူတို့ဘာကိစ္စဖြစ်ဖြစ်သူတို့ကိုထိန်းပိတ်ဆို့ဖို့အတွက်တာဝန်ပေးထားတဲ့ပုံစံမျိုးပေါ့အခြေအနေလစ်တယ်လို့လာပြီးမှမိုင်းဆွဲတာတို့ဝင်ပစ်တာတို့လုပ်ပြီးမှဟိုဖက်နေဆက်ကိုကြော်ပြီးထွက်ပြေးတာတို့ရှိတယ်ကျွန်တော်တို့ကတော့ဘင်္ဂလားဒေ့ရှ်နဲ့ဒါအိန္ဒိရှင်းဆိုတာကတော့ကြိုက်ပြီးဖြစ်စေမကြိုက်ပြီးဖြစ်စေကရွေးပိုင်ခွင့်မရှိဘူးရေရှည်ကိုကြည့်ပြီးမှအစအရာကိုစိတ်ရှိတီးခံပြီးမှကောင်းကောင်းလေးဆက်ဆံနေတဲ့အနေအထားပေါ့ဒါကိုဘယ်လိုဝိုင်းပြီးထိန်းကျောင်းမလဲဘာကြောင့်လဲဆိုတော့ဒါကသူ့ရဲ့political decision maker တွေရဲ့ဆုံးဖြတ်ချက်အရာမဟုတ်ဘဲနဲ့ဒီစစ်သွေးကြောပေါ်ဒီဝါဒကိုအားပေးတဲ့အရာရှိတွေနဲ့လုပ်နေတာလို့ကျွန်တော်တို့ယူဆတယ်ဒါကြောင့်ပြဿနာကိုပြင်းပြင်းထန်ထန်တုံ့ပြန်တာတဲ့ဒီစိတ်ရှည်ရှည်နဲ့ဖြစ်တဲ့ပုံစံကိုကျွန်တော်တို့ကထိန်းကျောင်းပြီးမှဖြည့်ရှင်းနေရတဲ့ response လုပ်နေရတဲ့အနေအထားဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ထပ်မေးချင်တာပါလဲဆိုတော့ခုနကပြောသွားတဲ့တဲမှာဒီပြင်ပကတက်ကြွလှူရှားသူများဆိုတာကျွန်တော်မကြာခဏကြားရပါတယ်ပြင်ပကနေပြီးတော့ဒီမွတ်စလင်ရိုဟင်ဂျာရေးတက်ကြွလှူရှားသူတွေနဲ့ဒီဒုက္ခသည်စခန်းထဲမှာနေတဲ့မွတ်စလင်ရိုဟင်ဂျာတွေနဲ့ကြားမှာတကယ်ကိုသူတို့မှာ common opinion common ground ရှိသလားနောက်ပြီးတော့ရခိုင်ပြည်မှာနေတဲ့ဘူးသီးတောင်မောင်နှမရှိနေတဲ့ရောက်နေတဲ့နေကြတဲ့မွတ်စလင်ရိုဟင်ဂျာတွေနဲ့အပြင်မှာ campaign လုပ်နေတဲ့ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ကြားမှာရောသူတို့တွေထဲမှာ unifying ဖြစ်တဲ့ approach တားမဝင်ရဲ့တီချက်သို့မဟုတ်အမြင်တွေရှိသလားကွာမှုတွေအများကြီးရှိသလားနေရာဒေတာကိုအခြေခံပြီးမှကွာဟချက်တွေရှိပါတယ်။မှာအာရခဒေတာထဲမှာကြံနေခဲ့တဲ့လူတွေနောက်ရခိုင်ဒေတာရဲ့အလဲပိုင်းမျိုးတွေမှာနေနေတဲ့လူတွေကတော့ငင်းငင်းချမ်းချမ်းနဲ့ဒီတည်ရှိမှုကိုပို့ပြီးသဘောကျတယ်ပြီးမှနေဆက်ဒေတာမှာဆိုရင်တောင်မှအခုအနေထားအရဒီလက်ရှိအထိုက်လျောက်တည်ငြိမ်မှုကိုကြိုးဆိုတဲ့လူတွေလည်းအများကြီးရှိတယ်ပြီးတော့ဒီတောတောင်တွေနားမှာနေတဲ့ရွာတွေဆိုရင်စစ်သွေးကြောတွေကပိုလွန်မိုးတယ်ဆိုတော့ကျွန်တော်တို့ကဒီသူတို့ရဲ့အနေထားပေါ့လေသူတို့ရဲ့စဉ်းစားမှုကိုလေယာခိတ်လိုမျိုးအလှော်လိုက်အတိကျပြောလို့မရဘူးဒါမှသူ့ရဲ့ marvel ဟွာလိုမျိုးပေါ့တချို့နေရာမှာဆိုရင်သူပြိသက်တဲ့သူပါပဲဒုက္ခတဲ့စခန်းကိုပြောမယ်ဆိုရင်ဒုက္ခတဲ့စခန်းမှာတကယ်ငင်းငင်းချမ်းချမ်းနဲ့ပြန်လာချင်တဲ့လူတွေရှိသလိုဒီမဒရက်စာကျောင်းတွေမှာသူအခုဆိုရင်သူတို့ကလေးတွေကိုကြည့်လိုက်သူတို့ကဂျီဟက်ဆင်နွဲမယ်ရခိုင်ဒေသကိုဝင်တိုက်မယ်ငါတို့ရဲ့ရန်သူတွေကိုခြေမုံမယ်အေးဟာရန်သူပဲဆိုတဲ့ဟာမျိုးသူတို့နေ့စဉ်နဲ့အမျှဒီအစိတ်တွေကိုကျွေးနေတာပေါ့နော် brain wash လုပ်နေတဲ့ဟာတွေကျွန်တော်တို့စိုးရိမ်ဖွယ်မြင်နေရတယ်တချို့ကြားအဲ့ဒါဒုက္ခတဲ့စခန်းမှာဖြစ်နေတာပေါ့နော်မဒရက်စာကျောင်းတွေမှာဒုက္ခတဲ့စခန်းတွေမှာဖြစ်နေတာဟုတ်
ဒုက္ခတဲ့စခန်းမှာတော့တချို့လူတွေကြတော့ကျွန်တော်တို့ပြန်လာခြင်းတယ်ဆိုရင်ပြန်လာတဲ့လူတွေလည်းအများကြီးရှိပါတယ်ဒီနိုင်ငံရေးအရ UN အဖွဲ့အစည်းတွေနဲ့ဘင်္ဂလားဒေ့ရှ်ကအာဏာပိုင်တချို့ကထွက်ပြေးလာတဲ့လူတွေကိုပဲပြောနေတယ်သူကဒီဖက်ကိုပြန်ဝင်လာတဲ့ယာပေါင်းများစွာသောမိသားစုတွေအကြောင်းဘယ်တော့မှထည့်မပြောဘူးပြီးတော့သူတို့ကအဲ့ဒီကိန်းဂဏန်းတွေကိုပြောတဲ့အချိန်မှာလည်းပဲလူက2000ပြောတဲ့ခါပြောလိုက်3,200ပြောတဲ့ခါပြောလိုက်2သိန်းပြောတဲ့ခါပြောလိုက်နဲ့အမျိုးမျိုးပေါ့လေကိုးကားပြီးမှပြောနေကြတယ် according to UN statistics ဆိုပြီးမှအဲ့ဒီကိုးကားတာပေါ့ UN ရဲ့ local ဝန်ထမ်းတွေကိုယ်တိုင်ကစစ်သွေးကြောရဲ့လူတွေဖြစ်နေတဲ့ကိစ္စမှာဒီ UN ရဲ့ statistics ကဘယ်လိုပြီးမှယုံကြည်လို့ရမှာလဲသူတို့တခါတလေကျွန်တော်တို့ပြောတဲ့ဟာတွေရှိတယ်စစ်ဆေးမှုတွေကိုNGO တွေကိုဝင်ခွင့်ပြုပါစစ်ဆေးမဲ့အဖွဲ့တွေကိုဝင်ခွင့်ပြုပါဆိုတော့ဝင်ခွင့်ပြုလို့ရတယ်ဒါပေမဲ့ဘယ်သူဝင်မှာလဲဆိုတာတော့ကျွန်တော်တို့ယုံကြည်လောက်တဲ့လူတွေတော့ဖြစ်ဖို့လိုတာပေါ့ဒါကြောင့်အဲ့ဒီစစ်ဆေးမဲ့လူကိုယ်တိုင်ကျွန်တော်တို့အရင်စစ်ဆေးဖို့လိုနေတယ်လေဒီလိုအခြေအနေတွေရှုပ်ထွေးမှုတွေရှိတယ်ဒါကြောင့်ဒုက္ခတဲ့စခန်းကလူတွေရဲ့ဒီယူဆမှုထောက်ခံမှုပြီးမှဒီပြည်တွင်းမှာကြံခဲတဲ့လူတွေထဲမှာယုံကြည်မှုထောက်ခံမှုတွေကမတူညီပါဘူးကျွန်တော်တို့ပြောနေတဲ့ဒီ diaspora အနောက်နိုင်ငံတွေမှာအခြေပြုထားတဲ့လူတွေကရခိုင်ပြည်တွင်းမှာစီးလုံးညီညွတ်မှုတွေရှိလာတယ်တိုးတက်မှုတွေရှိလာတယ်တဟဇာရမှုတွေတိုးတက်လာတယ်ဆိုတာသူတို့မမြင်ချင်ဘူးသူတို့ကဒီပြဿနာတွေဖြစ်နေတယ်လူအခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ် genocide လုပ်နေပါတယ်ဆိုတော့ issue ကိုတင်ပြီးမှသူကသူ့ရဲ့ရည်မှန်းချက်ရော strategy ရောအဲ့ဒါကဘာလဲဆိုတော့ဒီလူအခွင့်အရေးချိုးဖောက်မှုတွေ genocide တွေကျူးလွန်ပြီးမှသူတို့ဟာဒီရခိုင်တွေနဲ့အတူတူနေလို့မရတော့ဘူးဒီဒေသကိုနိုင်ငံတကာရဲ့အကူအညီနဲ့ R2P အစီအစဉ်အောက်မှာလွတ်မြောက်ရေးလုပ်ရမယ်ဆိုတဲ့ဟာဘယ်သူတို့ကဥတည်ထားတယ်ဆိုတော့သူတို့ကဒီအပြုတ်သဘောဆောင်တဲ့လာရအရက်ကိုသူကမရောက်စေချင်ဘူးဒါကြောင့်သူကဘလောက်ပဲလှုပ်ကျွန်တော်တို့ရခိုင်စကားနဲ့ပြောရင်ပစိုးတစ်ထည်ဘလောက်ပဲလာပေးလိုက်ဆေးလိမ့်မင်းပေါက်တစ်ပေါက်ကိုလက်ညှိုးထိုးပြီးမှဒါဆေးလိမ့်မင်းပေါက်ပါတယ်ဒီပစိုးကအပေါက်ကြီးဆိုတဲ့ဟာမျိုးပေါ့ဗျာဒီလိုမျိုးပဲမြင်ပါတယ်ဘယ်လိုတော့မျက်နှာခုနပြောသွားတဲ့အထက်မှာ UN ဝန်ထမ်းတချို့ကစစ်သွေးကြွတွေရဲ့ UN ဝန်ထမ်းတချို့ဟာစစ်သွေးကြွတွေရဲ့လူတွေဖြစ်နေတယ်ဆိုတဲ့စကားကိုကျွန်တော်သတိထားမိတယ်အဲ့ဒါဘာလို့ဆိုလိုတာလဲဒီလိုပါဒုက္ခတဲ့စခန်းမှာဒီဘက်ကစကားစားကတင်တန်းပေးထားတဲ့လူတွေစစ်ရှုံးပြီးမှစကားစားကတော့အဖမ်းခံတယ်တည်တဲ့လူတည်တယ်ထွက်ပြေးလွတ်မြောက်တော့တဲ့ဒီမာမတ်လိုလူတွေရှိတယ်ဒီမာမတ်ဆိုတာဒီမိုဟာမက်ပေါ့သူ့ကိုဒီဘင်္ဂလားစစ်တပ်ပေါ့ DGFI ကအရန်နေရာပေးတယ်ဘာဖြစ်လို့ဆိုတော့သူတို့အရင်မွေးထားတဲ့ဒီအာဆာရဲ့ခေါင်းဆောင်ကသူ့ရဲ့အမိန့်ကိုတိတ်နာမခံဘူးသူအားမရဘူးပြီးမှတခြားအဖွဲ့တွေကိုလည်းအားမရဘူးသူတို့လိုချင်တာကဒီဒုက္ခတွေအကုန်လုံးကိုကိုစားပြုပြီးမှစကားပြောနိုင်တဲ့ခေါင်းဆောင်မှုမျိုးကိုသူလိုချင်တယ်ဒီမိုဟာမက်ကအပြောဆိုမဆိုးဘူးဒီကောင်ကဆိုတော့သူကအဲ့ဒီမှာတော်ပြီးမှဒီစစ်သွေးကြောဘာသာရေးစကားတွေနဲ့သူကအရန်လှုံ့ဆော်မှုကောင်းတယ်ဆိုတော့သူ့ကိုနေရာပေးတယ်သူ့ကိုမဖမ်းဘူးသူကအစည်းအဝေးတွေခေါ်ရင်ကမ်ကောင်းဆောင်တွေကလာပြီးမှတက်ရတယ်သူခေါ်တဲ့အစည်းအဝေးကိုမတက်ဘူးဆိုရင်ကမ်မှာပေးဝယ်နေတဲ့အကူအညီတွေကမရဘူးသူကအဲ့ဒီ UN နဲ့နိုင်ငံတကာ NGO တွေကပေးနေတဲ့အကူအညီတွေကိုတော့မှသူတို့ရဲ့စစ်သွေးကြောရဲ့အစီအစဉ်တွေအတွက်အထောက်အကူမပြုဘူးဆိုအဲ့ဒါကို control လုပ်ပြီးမှ leverage အနေနဲ့တော့တုံလို့ရတယ်ဒါကဘာလဲဆိုတော့အဲ့ဒီ UN ဝန်ထမ်းတွေရော NGO ဝန်ထမ်းတွေရောသူ့ရဲ့လူတွေသူ့ရဲ့ဒီကွန်ရက်ရဲ့အစိတ်ပိုင်းတွေဖြစ်နေလို့ပဲကိန်းဂဏန်းတွေကိုပြောတယ်ဆိုရင်လည်းပဲဒီ report တွေပေါ့ဗျာ report ဆိုရင်ဒီလိုဖြစ်တယ်ဥပမာကျွန်တော်တို့ကဘူးတိတောင်ကိုတင်ပြီးမောင်းတော့ကိုတင်တော့မယ်ဆိုတဲ့အချိန်မှာဘင်္ဂလားရဲ့နေချားဆောင်တွေနဲ့ကျွန်တော်တို့စကားပြောဖြစ်တယ်နေချားဆောင်ဆိုတာအရှင်းမြင့်နေချားဆောင်တွေနဲ့ဆွေးနွေးတာသူတို့ကိုကျွန်တော်ပြောတယ်ငါတို့မောင်းတော့တင်တော့မယ်ဆိုတော့သူတို့ဘက်ကပြောလာတာကနေဆက်လုံခြုံရေးနဲ့ဒုက္ခတွေကိုအများကြီးသူစီဝင်မလာအောင်ထိမ့်ပေးပါဆိုတော့ကျွန်တော်တို့ကလည်း okay ထိမ့်ပေးမယ်သို့တော့အပြန်အလှန်အဖြစ်ဒီဒုက္ခတွေအခက်ခဲမဖြစ်အောင် life saving medicine တွေ life saving items တွေကိုခင်ဗျားတို့စီကဝင်လို့ရအောင်လုပ်ပေးပါ
ဒါတွေမရှိဘူးဆိုရင်တော့ဒုက္ခတွေတွေကအသက်ရှင်ဖို့အတွက်ပြေးရမှာပဲဒီဟာတွေကိုဝယ်ခွင့်ပြုပါဆိုတော့ तू ကမူအဖြစ်သဘောတူတယ်ဒါပေမဲ့ဒီတိုက်ပွဲတွေဖြစ်လာတဲ့အချိန်မှာစစ်ပွဲဆိုတော့ဗျာပုံဖော်ခြင်းတဲ့လူကအမျိုးမျိုးပုံဖော်လို့ရတယ် ဟုတ်ကဲ့ ဒီဟာနဲ့စွတ်စွဲမှုတွေဖြစ်လာတဲ့အချိန်မှာ तू ကအဲ့ဒါတွေကိုပိတ်လိုက်တယ်သူတို့အချင်းချင်းဆိုတော့ဗျာမှန်သည်မှားသည်ဆိုတာထက်ပိုပြီးယုံလွယ်တာပေါ့ဆိုတော့အခုကျွန်တော်တို့စွတ်စွဲနေတဲ့ဟာတွေရှိတယ်ဥမာအရင်တော့ကတော့စကားထိန်းချုပ်တယ်လူအခွင့်အရေးချိုးဖောက်တဲ့အတွက်ကြောင့်မျိုးဒုက္ခတွေထွက်ပြေးတာကတော့ဟုတ်ပြီအခုအေးထိန်းချုပ်ထားတဲ့အချိန်မှာဘာကြောင့်ဒုက္ခတွေဆက်ပြီးထွက်ပြေးရတယ်လဲဆိုတဲ့ဟာမျိုးနဲ့သူကအဲ့ဒီအကွက်ကလေးကိုကွက်ပြီးမှ highlight လုပ်တာပေါ့ဒါရှင်းနေတာပဲမြန်မာနိုင်ငံမှာပြည်တွင်းစစ်ဖြစ်နေတယ်ပြည်သူတွေအလုတ်ကင်မရှိဘူးဘယ်ဘုံမှတော်လို့မရဘူးနေ့ဘယ်လိုမှမလုံခြုံဘူးသူတို့ပြောနေတဲ့ repatriate လုပ်ချင်တဲ့ data မှာနေ့စဉ်နဲ့အများဘုံကျဲမှုတွေရှိနေတယ်ဆိုတော့အဲ့ဒီ data မှာဘင်္ဂလားဒေ့ရှ်ဘက်ကလည်းပြည်သူတွေရဲ့အသက်ရှင်တန်ရေးနဲ့အသက်ရှူပေါက်အတွက်ရှိသမျှအပေါက်တွေကိုပိတ်ထားတယ်ဆိုတော့သူလည်းလွတ်မြောက်ရပြေးတာပဲဒါကတကယ်ဟိုဒုက္ခတွေထွက်ပြေးခြင်းရဲ့ one of the main factor ပေါ့ဒါအရေးကြီးတဲ့အချက်တစ်ချက်ပဲသူကဒါကိုနောက်ဒီဒုက္ခတွေညီလာခံတွေမှာပြောကြတဲ့အကြံဖတ်မှုတွေရှိတယ်ပြန်မဲဆွဲမှုတွေရှိတယ်ဆိုပြီးမှပြောကြတာ generally အကြံဖတ်မှုတွေနဲ့ပြန်မဲဆွဲမှုတွေလုပ်နေပါတယ်ဆိုတဲ့ဟာကိုသူကပြောပြီးမှဘသူကလုပ်တာလဲဆိုတာကိုသူမပြောဘူးမပြောဘဲခြံထားခဲ့တော့ကျွန်တော်တို့ပဲလုပ်နေတယ်လို့မျိုးပြန်ပြီးမှဖြစ်တာပေါ့တကယ်အကြံဖတ်မှုတွေ camp တွေမှာလုပ်နေတယ်နေဆက်တွေမှာလုပ်နေတဲ့ဟာတွေကလူကုန်ကူးတဲ့ gain တွေပဲလုပ်နေတာလေကျွန်တော်တို့တစ်ခုလုပ်ကြည့်ပါလားအခု1000စာလောက်ချက်ကပြီးပြောလိမ့်မယ်ဒါကြောင့်ဟိုစကားလုံးတွေတချို့ကိုကြတော့ဟိုလိုဒီလိုပြောထားပြီးမှ violence တွေကိုဘယ်သူလုပ်နေတာလဲဒါတွေကိုကျွန်တော်တို့ဘက်ကပြန်ပြီးမေးခွန်းထုတ်စရာတွေလည်းအများကြီးရှိတယ်ဟုတ်ကဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကျွန်တော်တို့ဒီ AA နဲ့ပတ်သက်လာရင်နောက်ဆွဆွချက်တစ်ခုကတော့မိုးရေစေဝါပြဿနာပဲဖြစ်ပါတယ်မိုးရေစေဝါကိစ္စဖြစ်ပါတယ်ဒီလစက်တင်ဘာလ23ရက်နေ့ကမြန်မာအလင်းသတင်းစာမှာမလေးရှားကိုပို့မဲ့စိတ်ကြွဈေးတွေမိတဲ့ကိစ္စတွေမိုးရေစေဝါတွေမိတဲ့ကိစ္စတွေအဲ့ဒီကိစ္စမှာတပ်ပုံသတင်းနဲ့ဖော်ပြတာကတော့တပ်ဖွဲ့ဝင်တွေပါဝင်နေဆိုတာမျိုးဖော်ပြတာရှိတယ်လို့ဘင်္ဂလားဒေ့ရှ်ဘက်ကလည်းမကြသေးခင်ရပဲဟလားဒီနေဆက်လုံခြုံရေးတပ်ဖွဲ့တွေကနေပြီးတော့အကြီးအကဲတွေကနေပြီးတော့ဆွဆွဲတာတွေရှိခဲ့ပါတယ်ကနေမူကြီးစေဝါနဲ့ပတ်သက်ပြီးတော့ရောင်းဝယ်ကိစ္စတဲ့အရောင်းဝယ်ကိစ္စတွေမှာပါဝင်ပတ်သက်တယ်ဆိုပြီးပြောကြားထားတာရှိပါတယ်ဒီလို accusation နဲ့တစ်ခါလည်းမဟုတ်ပါဘူးနှစ်ခါလည်းမဟုတ်ပါဘူးအချိန်များစွာရှိခဲ့ပါတယ်ဟာသူ့ရဲ့လက်နက်ကန်တပ်ကိုထောက်ပံ့ဖို့အတွက်မိုးရစ်စေဝါလုပ်ငန်းတွေတခြားပေါင်ခိုလုပ်ငန်းတွေလုပ်နေပါတယ်ဆိုတဲ့ရေးသားပြောဆိုချက်တွေရှိခဲ့ပါတယ်ဒါပေမဲ့ဒါအထူးဆန်းလားဆိုတော့လည်းမဟုတ်ပါဘူးမြန်မာနိုင်ငံမှာရှိတဲ့တိုင်းဒေသလက်နက်ကန်တပ်တွေမှာအထူးသဖြင့်ရှမ်းပြည်အရှေ့မြောက်မှာဆိုရင်လည်းဒီလို illicit trade တွေဟလားမိုးရစ်စေဝါလုပ်ငန်းတွေနောက်ပိုင်းမှာဆိုရင်စိတ်ကြွစေလုပ်ငန်းတွေနဲ့ရောင်းဝယ်ဖောက်ကားခဲ့တာတွေတပ်တွေတာကတွေအများကြီးရှိခဲ့ပါတယ်ဒါအပြင်အခုနောက်ပိုင်းဆိုရင်တော့ဟလာအခု scam online ပေါ့ဒီလုပ်ငန်းကိုလုပ်ပြီးတော့ကြီးဝါချမ်းသာလာတဲ့ဟလာလက်နက်ကန်အုပ်စုတွေရှိတယ်သူတို့ကတောင်လိုင်းအုပ်စုတွေထဲမှာပါရာရှိတယ်လို့အများစုကလည်းစစ်တပ်ကထိန်းချုပ်ထားတဲ့မလေးရှားတွေ BGF လို့ခေါ်တဲ့ Border Guard Force တွေဖြစ်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်တိုက်ဆိုင်ပဲဒီ Trump administration ကနေပြီးတော့မြန်မာနိုင်ငံရှေ့တောင်အာရှမှာဆိုမြန်မာနိုင်ငံပေါ့နော်နိုင်ငံပေါင်း10နိုင်ငံကျော်မူစေဘကိစ္စနဲ့ပတ်သက်ပြီးတော့နာမည်တက်ထားတဲ့ထဲမှာမြန်မာနိုင်ငံပါလည်းတွေ့ရပါတယ်ဆိုတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီမူစေဝါနဲ့ပတ်သက်ပြီးဆွဆွဲရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတရင်နဲ့ပတ်သက်ပြီးဘာဘယ်လိုဖြေရှင်းကြလဲဒီမူစေကိစ္စကအရင်ထက်တောင်အခုကဆွဆွဲမှုတွေပိုများလာတယ်ဒီဟာကတစ်ကြိမ်လည်းမဟုတ်ဘူးနှစ်ကြိမ်လည်းမဟုတ်ဘူးဆိုပေမဲ့အကြိမ်ပေါင်းများစွာဆွဆွဲပြီးမှပဲအမှားကိုအမှန်လို့ထင်လာတဲ့ဒါဗျူဟာကရှိတာကိုဒါဒီလိုမျိုးတဘာဝတရားလည်းရှိတာကိုကြားဖန်မြရင်ဒါကတော့ကျွန်တော်တို့တော့ new normal တခုလို့ဒီဆွဆွဲချက်ဆိုရင်အရင်တုန်းကဆိုရင်အရင်စိတ်ထဲမှာဟိုခံစားချက်ဖြစ်တယ်လူပါဝါတွေပေါ့ဒါဒီဆေးတွေကဘယ်ကနေထုတ်နေတဲ့ဟာကိုသူတို့အသိဆုံးပဲဘယ်နေရာကနေလာပြီးမှဘလို့ရောက်ခဲ့တယ်ဆိုတာလဲသူတို့အသိဆုံးပဲဆိုတော့ဗျာဒီလောက်များပြတဲ့မူရည်ဆေးဆိုတာနဲတဲ့တန်ဖိုးတယ်မဟုတ်ဘူးကျွန်တော်တို့ဘဝမှာကြားလည်းမကြားဘူးဒီလောက်များတဲ့ဟာတွေ
တခါတလေတောင်ပြောဖြစ်တယ်ဒီလောက်များတဲ့ငွေတွေရှင်းတော့ကောမင်းတို့ရဲ့လေရင်တွေကိုရင်ကောင်းတွေရိုက်တယ်လို့မျိုးတစည်းချင်းပစ်ချပလိုက်မယ်လို့တော့ကျွန်တော်တို့ဒီဖက်မှာပြောဖြစ်ကြတယ်ဆိုတော့သူတို့ကဒီလိုမျိုးဆွတ်ဆွဲတာမီဒီယာတစ်ခုမှပဲဆွတ်ဆွဲတာမဟုတ်ဘူးတချို့နိုင်ငံတွေကိုလည်းသူတို့ကစာတွေပို့တာပေါ့အင်တာပိုမှာကျွန်တော်တို့လူတွေကိုဖန်ဆီးဖို့ဒီနောက်ပိုင်းမှာပို့ပြီးများလာတာကကျွန်တော်တို့ကနေမြေတွေကိုထိန်းချုပ်လာတယ်ဆိုတော့ကျွန်တော်တို့ရဲ့တန်တမန်ရဲ့အဆက်အသွယ်တွေမရှိအောင်ကျွန်တော်တို့ကိုဆက်သွယ်မှုတွေကတရားဝင်မှုမဖြစ်အောင်ဒါဟာနိုင်ငံရေးအဖွဲ့အစည်းမဟုတ်ဘူးဒါဟာမူရေးအဖွဲ့အစည်းတာပဲဖြစ်ပါတယ်ဆိုတဲ့ဟာမျိုးကိုတောက်လျှောက်သူကဒါ framing လုပ်တာပေါ့ဒါမျိုးကို portray လုပ်တာframing လုပ်ပြီးမှနောက်ပိုင်းမှာဆိုရင်သူလည်းအဲ့ဒီအကွက်ကိုကျင့်သားပို့ရလာတယ်ကျင့်သားရလာတယ်ဆိုတာကဒီဟာသူ့ရဲ့မဟာဗျူဟာမြောက်တိုက်ကွက်ပေါ့ဗျာသူကတစ်ချိန်လုံးကဒီနယ်စပ်ဒေသတွေမှာသူကထင်းချုပ်ခဲ့တဲ့အချိန်မှာဒီမူရေးဆေးဝါးတွေကဘလို့ဖြတ်နေတယ်ဘလို့လုတ်ခဲ့တယ်ဆိုတဲ့ဟာသူသိတယ်ကျွန်တော်တို့ထိန်းလိုက်တဲ့အချိန်မှာအရင်လိုမျိုးဟုတ်မနေတော့ဘူးတစ်ချက်နောက်တစ်ချက်ကမူရေးဆေးဝါးတွေဒီရန်ကုန်စိတ်ကန်းတို့ ARD တို့ကနေပြီးမှပင်လေပင်ကိုဖြတ်ပြီးသွားနေတဲ့ဟာတွေကိုသူတို့ရဲ့ရေတက်ကမသိပဲဘယ်နေမလဲဗျာရှမ်းမြောက်ကလာတဲ့မူရေးဆေးတွေရန်ကုန်မြို့ကိုဘယ်လိုလုတ်ပြီးရောက်လာတာလဲဗျာကရင်ပြည်ကနေပီစတိုတွေကိုတော့သူတို့ကြီးတောင်မလွတ်အောင်ဖမ်းနိုင်တဲ့ဟာအဲ့ဒီမူရေးဆေးတွေဒီလောက်ဟိုရောက်လာတာရန်ကုန်ကိုဘသူကယူလာပေးတာလဲဗျာကျွန်တော်တို့ကသူများကိုမြင်အောင်အဲ့လိုမျိုးပြောပြချင်တယ်ဟုတ်ကဲ့တခါတလေတရုတ်မှာပေါ့ဒီနေဆက်ကလုံခြုံရေးအရာရှိတွေကဒီမူရေးဆေးတွေနဲ့မင်းတို့ကိုဆွတ်ဆွဲနေပြီးဒီသတင်းစာမှာဒီလိုပါတယ်ဆိုပြီးမှမေးခွန်းနေကျွန်တော်တို့စီရောက်ဖြစ်တယ်ကျွန်တော်တို့ကတော့ရှင်းရှင်းလေးပဲဖြေလိုက်တယ်ဒီမူရေးဆေးဝါးတွေရဲ့လက်တွေတရားခံဘသူလဲဆိုတာအဲ့ဒီရှမ်းမြောက်ကဘယ်မျိုးကိုတော်ပြီးမှခမရတို့လက်ဖက်ရည်တဝိုင်းတောက်ရင်တောင်တိတဲ့ကိစ္စပဲဒီဟာရဲ့ပိုင်ရှင်ဘသူလဲဆိုတာခမရတို့ဒီသတင်းစာကဟာကိုဖတ်နေရင်တော့ကျွန်တော်တို့ထင်ပါပဲဒါမဲ့ဘယ်မျိုးကိုတော်ပြီးမှလက်ဖက်ဝိုင်းတဝိုင်းတောက်လိုက်ပါအရက်ဝိုင်းတဝိုင်းနဲ့သမင်းဝိုင်းတဝိုင်းစားလိုက်ပါဆိုရင်အဲ့ဒီ PC ပိုင်ရှင်ကအပြုံးမပြတ်နဲ့ဒီဟာကိုတကယ်ပြောမယ်ဆိုရင်အရင်တုန်းကတော့ကျွန်တော်တို့ကြားဘူးတာလာရှိုးလေစိတ်ကနေရန်ကုန်ကိုလေရင်နဲ့တောင်တောတယ်လို့ကြားဘူးတယ်အခုကတော့ဒီတပ်မတော်ရဲ့စစ်ထောက်ရင်တွေပေါ့သူတို့ရဲ့စကားမရဲ့စစ်ထောက်ရင်တွေနဲ့ရန်ကုန်ကိုရောက်တယ်လို့ကြားတယ်ဒီလောက်များတဲ့ဟာတွေကိုဘသူပိုင်နေဆိုတာသူတို့အသိဆုံးပဲတကယ်သူတို့အသိဆုံးပဲကျွန်တော်တို့လည်းမသိရတော့မဟုတ်ဘူးနည်းနည်းတော့ရိပ်မိတယ်ဒါပေမဲ့သူတို့ကဘသူလဲဆိုတာကိုကျွန်တော်တို့ဆက်ပို့သိတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာတည်သမျှဟာတွေကိုကျွန်တော်တို့ကိုပုံချပြီးမှကျွန်တော်တို့ရဲ့နိုင်ငံရေးတရားဝင်မှုတွေမရှိလာအောင်သူကတောက်လျှောက်လုပ်နေတာဖြစ်တယ်နောက်ဘင်္ဂလားကပြောတဲ့ကိစ္စဘင်္ဂလားကပြောတဲ့ကိစ္စလည်းပဲဒီအရင်တော့ကဆိုရင်ဟိုပါပေါ့သူတို့ရဲ့အမုန်းတရားကကျွန်တော်တို့ပေါ်မှာအဲ့လောက်ထိမများသေးဘူးဒီနေဆက်တွေကိုကျွန်တော်တို့ထင်းချုပ်လိုက်တဲ့အချိန်မှာသူတို့အာသာငန်းငန်းတက်လို့ချင်နေတဲ့ဒေတာတွေကကျွန်တော်တို့လက်အောက်ကိုရောက်တော့တဲ့အချိန်မှာသူတို့ကအရင်ခံပြင်းပြီးမှမနာလို့ဖြစ်တယ်ဒီအချိန်မှာပဲတပြိုင်တည်းမှာနောက်ထပ်ဘာရှိသေးလဲဆိုတော့ဒီရခိုင်ဒေတာကိုဖြတ်လေးဖြတ်ဖြတ်ငါဖြတ်ပေါ့ပင်လယ်ကနေလည်းပိတ်ထားတယ်ရန်ကုန်ကနေဟိုင်ကြီးကျွန်းဂွဒီတောက်လျှောက်ပေါ့လေစစ်သင်္ဘောပေါင်းများစွာပဲဒီရခိုင်ဒေသကိုပိတ်ထားတာဒါပေမဲ့ဖမ်းမိတဲ့မူရေးဆေးတွေကအကုန်လုံးပင်လယ်လမ်းကြောင်းကအဝင်မှာပဲဖမ်းမိတာဒါဘင်္ဂလားဒေ့ရှ်သတင်းစာတွေမှာကြီးလိုက်ရင်လည်းပဲသူကပင်လယ်ပြင်ကနေဖမ်းမိတာပဲကျွန်တော်တို့ကပင်လယ်ပြင်ကိုမစိုးမိုးဘူးကျွန်တော်တို့ကဟိုခိုးဝင်ငါးဖမ်းလေးတွေကိုဖမ်းနေတာကဒီ9 ကီလိုမီတာ9 ကီလိုမီတာကြားထဲမှာခိုးဝင်နေတဲ့ဟာတွေကိုပဲလိုက်ဖမ်းတာတကယ်ရန်ကုန်ဒါမှမဟုတ်ရင်တခြားနေရာတွေကနေပတ်ဝင်လာတဲ့ဟာတွေကကျွန်တော်တို့ရဲ့လွန်မမှုအောက်မှာမဟုတ်ဘူးအဲ့ဒါတွေကဒီဟာတွေကိုအများပြည်သူကနားမလည်တဲ့အချိန်မှာသူတို့ကဝိုင်းပြီးမှဆွတ်ဆွဲချက်တွေပေါ့အခုစစ်သွေးကြောတွေကိုမြောက်ပေးတဲ့ကိစ္စတွေရောပြီးမှကျွန်တော်တို့ရဲ့ဒီတရားဝင်မှုတွေကိုတိုက်ဖြတ်တဲ့ကိစ္စတွေမှာရောဒါတွေကသူတို့ကလည်းတကယ်ဆိုရင်တော့မိတ်ဆွေတွေတော့မဟုတ်ပါဘူးသို့တော့အခိုက်အတန့်ကာလအဖြစ်ဘုံအကျိုးစီးပွားတူညီနေကြတဲ့အချိန်မှာကျွန်တော်တို့ကအဲ့ဒါရဲ့သားကောင်ဖြစ်နေတဲ့သဘောပါကျွန်တော်တို့ကတော့ကျွန်တော်တို့ကိုဘယ်လောက်ပဲနိုင်ငံရေးစစ်ရေးတန်တမာရေးတရားဥပဒေစစ်ဗျူဟာနိုင်ငံတကာမီဒီယာတွေနဲ့ထိုးဖောက်ပါစေကျွန်တော်တို့ရဲ့လှုပ်တဲ့လှုပ်ထိုက်တဲ့ဟာတွေကိုတော့မရက်မနာလှုပ်တော့မှာပဲ
ဟုတ်ကဲ့ ချို့ကိစ္စတွေကကျွန်တော်တို့ကတိတ်ပြီးမှပြင်းပြင်းထန်ထန်မပြောတာကလည်းကျွန်တော်တို့ဆွဆွဲတဲ့လူတွေပေါ့နော်သူတို့ကိုကျွန်တော်တို့ကြောက်လို့မဟုတ်ပါဘူးဒါမဖြစ်သင့်တာမပြောသင့်တာပေါ့နော် escalatory response တွေကိုကျွန်တော်တို့ကတမင်တတိထားပြီးရှောင်ရှားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ဘယ်လိုတို့မျက်နှာကျွန်တော်ဒီ interview မှာဒီတစ်ခုထပ်မေးချင်တာကကျွန်တော်ဘင်္ဂလားဒေ့ရှ်အကြောင်းပြောတဲ့အခါမှာဘင်္ဂလားဒေ့ရှ်နဲ့ AA ရဲ့ဆက်ဆံရေးအနေအထားကိုကျွန်တော်အတူဆုံးရှင်းပြပေးပါအချင်းချုပ်ရှင်းပြပေးကျွန်တော်တို့ကအရင်တော့တော်တော်ကောင်းမယ်လို့ထင်တယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ကဒီဒုက္ခတွေဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီးမှပူပေါင်းဆောင်ရွက်မဲ့ဘုံအကျိုးစီးပွားတွေရှိတယ်ဒီဟာတွေကိုဆက်ပြီးမှကျွန်တော်တို့ရဲ့ဆက်ဆံရေးကိုလက်တွေ့ကျတဲ့အပြုသဘောဆောင်တဲ့ဆက်ဆံရေးဖြစ်ပြောင်းလဲနိုင်မယ်လို့ကျွန်တော်တို့ယူဆခဲ့တယ်သို့တော့သူ့မှာဒီ policy ကိုအကောင့်ထဲပေါ်ဖို့အတွက်ရှင်းကပ်တဲ့ချိန်မှာ PRP အကြက်ကင်တဲ့ပုံစံကိုသူကရှေ့တန်းတင်လာခဲ့တယ်တကယ်သူလုတ်တင်တာကကျွန်တော်တို့ ਨੇ ယုံကြည်မှုတည်ဆောက်ပြီးမှ empowerment ကိုသူကလုပ်ရမှာကျွန်တော်တို့ကဒုက္ခတွေကိုလက်ခံမယ်ဆိုရင်ဒီဒုက္ခတွေရဲ့လုံခြုံရေးဒုက္ခတွေရဲ့ဒီအသက်မွေးဝမ်းကြောင်းရှင်သန်မှုတွေအတွက်ကျွန်တော်တို့မှာအခင်းချင်းတွေဖန်တီးဖို့လိုတယ်သူတို့ကအဲ့ဓာတွေကိုမလုတ်ပဲနဲ့ကျွန်တော်တို့ကိုလက်လိမ်ပြီးမှငါတို့ပြောသလိုလုတ်ပါဆိုတဲ့ pressure ဆိုတဲ့အရာကြီးကိုရှေ့တန်းတင်လာတဲ့အချိန်မှာဒီပဋိပက္ခတွေကနည်းနည်းပွတ်တိုက်မှုတွေဖြစ်လာတာသို့တော်လည်းပဲကျွန်တော်တို့ဘက်ကတော့ဘယ်အရာမဆိုချင်းချိန်တာပေါ့ကျွန်တော်တို့ကိုpressure ပေးပြီးမှအတင်းအဓမ္မဖိအားပေးတဲ့ဟာတွေထက်အပြုသဘောဆောင်တဲ့ဆက်ဆံရေးနဲ့အတိမတ်ပြုမှုပူပေါင်းဆောင်ရွက်မှုတွေနဲ့ချင်းကပ်ဖို့ဟာကိုတော့ကျွန်တော်တို့သူတို့ပြန်စဉ်းစားဖို့ရအောင်တော့ကျွန်တော်တို့ဘက်ကနေပြောဆိုနေတဲ့ဟာတွေရှိပါတယ်